လူတစ်ယောက်ရဲ့ကန်ဆာတာဆိုတာသူနေတဲ့အင်ဂျီပတ်ဝန်းကျင်နဲ့တင်မလုံလောက်ပါဘူး။အနီးကပ်ဆုံးရှိနေတဲ့အပေါင်းအသင်းတွေဟာလည်းတင်းရဲ့လက်လာပါစီးဆင်းမှုပေါ်မှာအကြီးအကျယ်တက်ရောက်မှုရှိနေပါတယ်။ရှေးလူကြီးတွေပြောလို့ရှိတဲ့အပေါင်းအသင်းမှရင်အသွားမလာဘူးဆိုတဲ့စကားဟာတကယ်ကိုမှန်ကန်တဲ့စကားတစ်ခုပဲဖြစ်ပါတယ်။တခါတလေမှာတင်ဘလောက်ပဲစူးစမ်းဘလောက်ပဲကံကောင်းအောင်လုပ်တင်ဘေးမှာရှိနေတဲ့တငယ်ချင်းတချို့ရဲ့အငွေ့တက်တွေကြောင့်တင်းရဲ့လက်လာပါတကားတွေပိတ်နေတတ်ပါတယ်။ဒီနေ့မှာတော့တင်းကိုမတိမတာနဲ့လက်ပိတ်စေပြီးကန်နိုင်စေမဲ့တင်းရဲ့တိုးတက်မှုတွေကိုဟန်တားနေတဲ့တငယ်ချင်း၅မျိုးအကြောင်းကိုစိတ်ပညာရှုထောင့်ရောအယူဆပိုင်းဆိုင်ရာတွေပါပေါင်းစပ်ပြီးအသေးစိတ်ပြောပြပေးသွားမှာပါ။ဗီဒီယိုလေးကိုအဆုံးထိနားထောင်ကြည့်ပြီးတင်ဘေးမှာရောဒီလိုမျိုးလူတွေရှိနေသလားဆိုတာကိုစမ်းစစ်ကြည့်ရအောင်ဗျာ။ပထမဆုံးမျိုးစားကတော့စွမ်းအင်ဆုပ်ယူသူလို့ခေါ်ရတဲ့အမြဲတမ်းညီးတွားနေတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ဒီလိုတငယ်ချင်းမျိုးဟာတင်နာကိုရောက်လာတိုင်းမှာကောင်းတဲ့စကားတစ်ခွန်းမှမပြောပါဘူး။သူတို့ရဲ့အခက်အခဲတွေသူတို့ရဲ့စိတ်ညစ်စရာတွေသူတို့ဘောလောကကြီးကမတရားပုံတွေကိုပဲထက်ခါတလဲလဲပြောလို့ရှိပါတယ်။စကြဝဠာရဲ့နိယာမအရစကားဆိုတာစွမ်းအင်အားတစ်ခုရှိနေပါတယ်။အမြဲတမ်းအစိုးမြင်စကားတွေကိုနားထောင်နေရတဲ့အခါမှာတင်းရဲ့စိတ်အလင်းရောင်ဟာလည်းမိန်ဖြော့သွားတတ်ပါတယ်။လလဘာတွေကိုဖိတ်ခေါ်နိုင်တဲ့ရှင်တန်ချင်းစွမ်းအင်တွေညော်နေသွားပြီးသူတို့နဲ့စကားပြောပြီးတဲ့အချိန်တိုင်းမှာတင်းဟာစိတ်ပင်ပန်းသွားတယ်လို့ခံစားရပါမယ်။ဒါဆိုရင်တော့တင်းရဲ့လက်လာပါတကားကိုသူတို့ရဲ့အစိုးမြင်ဝါဒတွေနဲ့ပိတ်ဆို့နေတာပါပဲ။ဒီလိုမျိုးလူတွေနဲ့တွေ့ပြီးဆိုရင်တော့ခက်ခွာနေဖို့အကြံပေးပါတယ်။ဒုတိယမျိုးစားကတော့တင်းရဲ့အောင်မြင်မှုတွေကိုဝမ်းမသာနိုင်ပဲမတိမတာတိုက်ခိုက်တတ်တဲ့မနာလိုတတ်တဲ့သူတွေပါ။လူလောကမှာမေတ္တာဟာလက်ကိုပွင့်စေပြီးမနာလိုမှုကတော့လက်လာပါကိုပိတ်စေပါတယ်။တင်းမှာကောင်းတာတစ်ခုခုဖြစ်လာတိုင်းမှာဒါကတော့ကံကောင်းလို့ပါဆိုပြီးတင်းရဲ့ကြိုးစားမှုတွေကိုနှိမ့်ချပြောတတ်ပါတယ်။ဒါမှမဟုတ်တင်းရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးမဲ့စကားမျိုးလေးတွေကိုမတိမတာလေးထည့်ပြောပြီးတင်းကိုနှောက်ယှက်နေမှာပါ။ဒီလိုလူတွေရဲ့မမြင်ရတဲ့အမုန်းပွားမှုအငွေ့တက်တွေဟာတင်းရဲ့ကန်ဆာတာရောင်ဝါကိုညှဉ်းနှွမ်းစေပါတယ်။ရှေးလူကြီးတွေကတော့မျက်စိပူနားပူဖြစ်တယ်လို့ဒါမျိုးကိုသုံးနှုံးပါတယ်။တင်းပေါ်စိတ်ရင်းနဲ့မကောင်းတဲ့သူတွေနဲ့နီးကပ်စွာနေထိုင်ခြင်းဟာတင်းစီဝင်လာမဲ့လက်လာပါတွေကိုလမ်းလဲသွားစေပါတယ်။တတိယမျိုးစားတစ်ခုကတော့အင်မတန်အနေရကြီးပါတယ်။ဒါကတော့အကျင့်ပြတ်ခြားစားသူတွေနဲ့အပူပင်တွေကိုဖိတ်ခေါ်တတ်တဲ့လောင်းကစားသမားတွေပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာယူဆအရအာကုသိုလ်အလုပ်ကိုလုပ်နေတဲ့သူနဲ့ပေါင်းဖက်ခြင်းဟာမိမိစီကိုပါအဲ့ဒီအာကုသိုလ်ရဲ့အကျိုးဆက်တွေကူးဆက်လာစေပါတယ်။လောင်းကစားလုပ်တဲ့သူဒါမှမဟုတ်သူတစ်ပါးကိုလိန်ညာသူတွေနဲ့နီးစပ်တဲ့အခါမှာတော့သူတို့ရဲ့အပူငွေတွေကတင်းရဲ့အေးချမ်းတဲ့လက်လာပါလမ်းကြောင်းကိုမီးဟုံတောက်စေပါတယ်။ငွေကြီးဆိုတာတန်ရှင်းတဲ့နေရာမှာပဲအောင်တတ်တာဖြစ်ပါတယ်။မတန်ရှင်းတဲ့နီလန်းနဲ့အတံမွေးသူတွေရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့၍တင်းရဲ့ဖြူစင်တဲ့လက်လာပါတွေဟာလည်းကွယ်ပြောက်သွားနိုင်ပါတယ်။စတုတ္ထတစ်ချက်ကတော့တင်းရှိမှတစ်မျိုးကွယ်ရမှာတစ်မျိုးဖြစ်နေတတ်တဲ့လူတွေပဲဖြစ်ပါတယ်။သူတစ်ပါးအကြောင်းကိုတင်းရှိမှအပုတ်ချပြောနေတဲ့သူဟာလည်းတင်းအကြောင်းကိုလည်းကွယ်ရမှာပြောနေမှာအသေးကြပဲဖြစ်ပါတယ်။ဒီလိုမျိုးလူတွေဟာတစ္ဆာမရှိကြပါဘူး။တစ္ဆာတရားမရှိတဲ့နေရာမှာနှက်မျက်နှက်ကောင်းနေလည်းမဆောင်ရှောက်သလိုလက်လာပါဆိုတာလည်းမမြဲပါဘူး။သူတို့ရဲ့အတင်းဖြင်းစကားတွေထဲမှာတင်ပါဝင်နေရခြင်းဟာတင်းရဲ့ဂုံတိတ်ခါကိုလည်းမဟုတ်ပဲတင်းရဲ့ကန်ဆာတာအနှိမ့်မြင့်ကိုပါတိုက်ရောက်မှုရှိစေပါတယ်။သူတစ်ပါးကိုတိုက်ခိုက်လိုစိတ်ရှိသူတွေနဲ့နှီးဆက်ခြင်းဟာတင်းရဲ့စိတ်နှလုံးကိုပူလောင်စေပြီးလက်ပိတ်စေတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်။နောက်ဆုံးမျိုးစားကတော့တင်းရဲ့အချိန်နဲ့အရေးချင်းကိုဖျက်ဆီးနေတဲ့အချိန်ဖြုံးတငယ်ချင်းတွေပဲဖြစ်ပါတယ်။သူတို့ဟာတင်းရဲ့တိုးတက်မှုကိုအားပေးမှာမဟုတ်ပါဘူး။အမြဲတမ်းဒီပါအတော်မဝင်တဲ့အပျော်ပါးတွေအနှစ်သာရမရှိတဲ့စကားဝိုင်းတွေမှာပဲတင်းကိုဆွဲခေါ်နေပါလိမ့်မယ်။အချိန်ဆိုတာလက်လာပါပဲ။တင်းရဲ့အချိန်တွေကိုဒီလိုလူမျိုးတွေကြားမှာကုံဆုံးနေမယ်ဆိုရင်တော့တင်းအတွက်လက်လာပါပွင့်စေမဲ့အခွင့်အလမ်းတစ်တွေစိတ်ကူးတွေကိုဖော်ဆောင်ဖို့အချိန်မရှိတော့ပါဘူး။ဒီလိုတငယ်ချင်းတွေနဲ့ဝေးနေပြီးမိမိကိုယ်ကိုတိုးတက်အောင်လုပ်ချင်းကသာတင်းရဲ့လက်လာပါတကားကိုပြန်လည်ဖွင့်လှစ်နိုင်မယ့်နည်းလမ်းပဲဖြစ်ပါတယ်။အပေါင်းအသင်းဆိုတာကျွန်တော်တို့ရဲ့ဘဝကိုတောက်ပစေနိုင်တယ်လို့မောင်မိုက်သွားအောင်လဲလုပ်နိုင်စွမ်းရှိပါတယ်။အခုပြောပြသွားတဲ့တငယ်ချင်း၅မျိုးတွေကတစ်မျိုးတင်းနာမှာရှိနေပြီဆိုရင်တော့တခါတည်းဖြတ်တောက်ပစ်ဖို့မဆိုလိုပေမဲ့တင်းနဲ့အကွာဝေးတစ်ခုမှနေဖို့ကိုတော့တိုက်တွန်းပြရစီဗျာ။တင်းရဲ့လက်လာပါတကားတွေပွင့်ကျင်နေဆိုရင်တော့ကောင်းမွန်တဲ့စွမ်းရည်ရှိတဲ့သူတွေအောင်မြင်ခြင်းစိတ်ရှိတဲ့သူတွေနဲ့ပိုပြီးနီးကအောင်ကြိုးစားပါအမြဲတမ်းဒီပါတိုးတက်ခြင်းတဲ့သူတွေနဲ့ပေါင်းသင်းပါဒီဗီဒီယိုလေးကတင်းတို့အမြင်သစ်တစ်ခုရစေတယ်ဆိုရင်တော့ like လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်တင်နာမှာရောအခုလိုမျိုးလူတွေရှိနေလား
ဘယ်လိုမျိုးတွေကြုံတွေ့ရလဲဆိုတာကို comment မှာအတွေ့အကြုံမျှဝေပေးသွားပါဦးနော်နောက်ထပ်လည်းကံကောင်းစီမဲ့အပေါင်းအသင်းတွေဘဝတိုးတက်ရေးအကြံပြုချက်တွေကိုမျှဝေပေးအောင်မှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲကောင်းမွန်တဲ့အပေါင်းအသင်းတွေနဲ့အတူလက်လာပါတွေပွင့်လန်းကြပါစေဗျာ